မှန်ဘိုးအောင်အပိုင်း3အခန်း4ကြောင်မျက်ရှင်တခုသောနေခင်းတွင်တခါတယောက်မှကျောင်းပေါ်သို့တက်လာခဲ့လေသည်ဦးစင်းကြီးအားဝတ်ဖြည့်ပြီးသည့်အခါအရှင်ကီယာစွမ်းစားပင်ချင်လို့ပါကီယာဘေးရက်ကလေးတခါရဲ့ရွာတန်းရှိကပါအရှင်ကီယာရှာတန်းရှိဆိုရင်တော့နင်းနေလန်သားဘေးကကြီးရဲ့ဘယ်နှစ်ပါပင်ချင်တာလဲသုံးပါဆိုရပါပြီရှင်ကီယာအယုံစွမ်းပါတပိတော်ရဲ့ရင်သွေးလေးကင်ပွန်းတက်တဲ့လူပါဦးစင်းကြီးမှာခေါင်းငိတ်လိုက်လေသည်ရွာတန်းရှိရွာမှာအထော်အတန်လန်းဖြစ်နောက်တနေ့မနက်တွင်စောစောထလေသည်ဦးစင်းကြီးနှင့်ဦးလခန့်ဦးပညာအာမီတို့စွမ်းစားကြမီဖြစ်သည်ဦးအားထိဆက်မှာကျောင်းဆောင်ရမည်မောင်ကျောင်းသားများအတွင်မှမောင်ဘိုးအောင်နှင့်မောင်မြတ်ကြီးကိုခေါ်ဆောင်သွားလေသည်ဦးစင်းများကြော့သည့်အခါမောင်ဘိုးအောင်မှဖုန်ကြီးဆောင်သည့်ထီကြီးကိုထင်းကလိုက်ပါရသည်မောင်မြတ်ကြီးမှာတော့ရှေ့ဆုံးမသွားကလမ်းရှင်းပေးရလေသည်နန်းနတ်ဝေလီဝေလင်းချိန်တွင်ဦးစင်းများနှင့်အတူဒေါ်လန်တနေရာမှလာခဲ့ကြရင်တနေရာအရောက်တွင်တစ်ပင်များအကြားမှမီးလုံးကြီးတစ်ခုထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်လမ်းရှင်းရန်ရှေ့ဆုံးမှသွားသည်မောင်မြတ်ကြီးမှအထိတ်တလန့်ဖြင့်ပြေးလာလေသည်မောင်ကြီးဘာဖြစ်တာလဲဟဲ့အရှင်ဘုရားအရှိမတရေချောက်လို့ပါဖုန်ကြီးကျောင်းသားဖြစ်ပြီးတရေကြောက်ရသလားမောင်ကြီးရဦးစင်းများဆက်လျှောက်လာခဲ့ကြသည့်အခါမီးလုံးမှာတစ်ပင်များအပေါ်တွင်ပြန်တန်းရင်းတစ်ပင်တစ်ပင်မှတပင်စီတို့ခုန်ကူးနေသည်ကိုတွေ့လိုက်ရသည်ထိုမီးလုံးမှာမကြခင်ဦးစင်းများအနီးသို့ရောက်လာခဲ့သည်အတေချာကြည့်လိုက်သည့်အခါမှမီးလုံးကြီးမှာကြောင်တကောင်၏ဦးခေါင်းထမ်းမှထွက်ပေါ်နေခြင်းဖြစ်သည်ထိုကြောင့်မှကိုခန့်နာမပါတော့ပဲဦးခေါင်းကြီးသာဝဲပြန်နေခြင်းဖြစ်သည်ကြောင်ယူဦးခေါင်းမှအယိုးပင်ကျနေပြီးဖြစ်တော်လဲမျက်စိတစ်လုံးမှရှင်တန်ရှက်ရှိကအလင်းရောင်များတို့ထွက်နေခြင်းဖြစ်သည်